ဒါကတော့ OpenAI Academy ကနေပြီးတော့မှ AI ကိုဘယ်လိုအကျိုးရှိအောင်အသုံးချရမလဲဆိုတာကြည့်လို့ရနေပါပြီလို့เนาะ learning လုပ်လို့ရနေပါပြီဆိုတခြားပြောပြပေးချင်တာပါပထမဦးဆုံး academy.openai.com ကိုသွားပါပြီးရင်ကိုယ့်ရဲ့ဒီမှာ email information တွေရိုက်ပြီးတော့ submit လုပ်လိုက်ပါပြီးတော့ရင် Gmail ကိုရောက်လာရပေါ့เนาะအဲ့ link ကိုနှိပ်လိုက်တာနဲ့အခုတစ်ချက်ပြထားတဲ့ link လေးကိုရောက်လာပါပြီဒီမှာဆိုလို့ရှိရင်သူက introduction to ChatGPT ပြီးသွားလို့ရှိရင်တခြား course တွေရှိရပေါ့เนาะဒီမှာ market research ChatGPT သုံးပြီးတော့ market research ကိုဘယ်လိုလုပ်မလဲဆိုတာကိုသူတို့ကိုယ်တိုင်ကသင်ပေးထားတဲ့ course တွေပေါ့เนาะ video လေးတွေပါ online course ဆိုရင်တစ်ချက်တွေ့ရတော့ video အတူလေးတွေပဲများပါတယ်ပြီးသွားရင် live session တွေကိုလည်း event တွေကိုလည်းဝင်အားထောင်လို့ရတာတစ်ချက်တွေ့ရတယ်ပေါ့เนาะအဲ့တော့ live session တွေဆိုတော့ဒီမှာ event မှာဘယ်အချိန်လာမယ်ဆိုပြီးတော့ပြထားပါတယ်ဒီမှာတစ်ချက်ဒီ research ကိုနှိပ်လိုက်တယ်နှိပ်ပြီးတော့အပေါ်မှာသူက video လေးရှိတော့အဲ့ video လေးဖွင့်ပြီးတော့ဒီချက်နားထောင်ပါတယ်ဒီချက်တိတာကတော့ဒါဟာဒီ academy ထဲမှာထည့်ထားဖြစ်တဲ့အတွက် exclusive သူတို့ရိုက်ပြီးတော့ထည့်ထားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အသေးစိတ်လေ့လာလို့ရပါတယ်ပို့ပြီးတော့ထိရောက်လေ့လာနိုင်တယ်ပေါ့နော်Instead of manually scouring news outlets, competitor websites, and social media, deep research automates the entire educator ပေါ့နော်စာသင်တဲ့သူတွေ K12 educator တွေ AI ကိုဘယ်လိုအကျိုးရှိအောင်အသုံးချမလဲဆရာမတွေအတွက်သူကရှင်းပြထားတဲ့ video လေးပေါ့နော်ဒါကဒီချက်စံပြထားတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ young people surveyed 34% အကောင့်ဖွင့်ပြီးတော့လေ့လာနိုင်ပါပြီနော်